ငါးတကောင်ရဲ့ကျုံးကွာဒေါ်လာပေါင်းများစွာတန်ကြေးရှိတယ်ဆိုတော့တင်သိပါသလားအခုမြင်နေရတဲ့အတိုင်းပဲဒီလူတွေကငါးရဲ့ကြေးကုန်တွေကိုအသေးအံချစ်ထုတ်ယူနေပါတယ်ပုံမှန်ဆိုတော့ငါးကြေးကုန်တွေကလုံးဝကိုသုံးမဝင်နိုင်စေသိမှာပါဟင်းချက်တဲ့ခါမှလည်းထည့်ပြီးချက်လို့မရတာမို့ဈေးမှာကအကြေးကုန်ကိုထုတ်ပယ်ပြီးသားငါးတွေကိုရောင်းချကြပါတယ်ဒါပေမဲ့လည်းဒီမှာတော့ထူးခြားတဲ့တစ်ချက်ကဒီငါးကိုအရန်ကြီးမှပြီးတော့သူ့ရဲ့ကြေးကုန်တွေကဒီငါအရန်ကြီးမှပြီးတော့သူ့ရဲ့ကြေးကုန်တွေကလည်းလူတစ်ယောက်ရဲ့လက်ဘွားတစ်ခုစာလောက်ကြီးမှပါတယ်ဒီလိုမျိုးကြေးကုန်ထုတ်ယူတဲ့လုပ်ငန်းကိုတော့ဘရာဇီးနိုင်ငံမှာရှိတဲ့ငါးဖမ်းသမားတွေကအများဆုံးပြုလုပ်ကြတာပါဒီငါတာမန်ငါမဟုတ်ပါဘူးသူ့ကိုအတ္တလန်တစ်သမုဒ္ဒရာထဲမှာအများဆုံးသိရလည်းရှိပါတယ်ကမ္ဘာရှေးကြဆုံးငါးမျိုးစစ်တွေကတစ်ခုပါဒီငါအစားသုံးလို့လည်းရတယ်လို့သူ့ရဲ့ကြေးခွန်တွေကတောင်ဝင်ခမ်းမတွေမှာထားတဲ့ပစ္စည်းတွေကိုပြုလုပ်နိုင်ပါတယ်ဒါကြောင့်မလို့ဒီကြေးခွန်တွေကိုရောင်းချလို့ရတဲ့ဈေးဟာငါးကိုရောင်းချလို့ရတဲ့ဈေးလိုပဲဝင်ဝင်မြောင်မြောင်ရရှိကြပါတယ်ဘယ်လိုရောင်းချလို့ရတယ်လဲဆိုရင်ကြေးခွန်တွေကိုရင်ဆုံးအလွှာကြီးကြီးလေးတွေရတဲ့ဒီထုတ်ပြရပါတယ်ပြီးရင်တော့ပြောင်းလဲသွားပေါ်လေးထရပါတယ်ဒါဆိုတော့အခုမြင်နေရတဲ့အတိုင်းရောင်ပြန်ချက်ပြားလေးဖြစ်ကိုပြောင်းလဲသွားပါတယ်ပြီးတော့ဒီလိုမျိုးမီးစားတွေအိမ်ရှိမှာအလှတက်တဲ့မီးပန်းကောင်းလေးတွေဖြစ်နေအသုံးပြုကြပါတယ်ဒါဆိုတော့စဉ်းစားစရာတစ်ချက်ကဒါတွေကငါးကြေးခွန်တွေဖြစ်တာကြောင့်အနန္တနာတွေရောရှိနိုင်မလားလုံးဝမရှိနိုင်ပါဘူးဒီလိုမရှိအောင်လည်းမရောချခင်မှာကလေးကအစင်းစင်းကိုစနစ်တကျပြုလုပ်ထားပြီးသားပါတရောငါးကြေးခွန်နဲ့ဒီလိုပစ္စည်းကိုနှစ်သက်မယ်ဆိုရင်ကွန်မမှာပြောခဲ့သွားပြီးပါဦး